တစ်တော်တစ်ပင်ကြားထဲကတိုးဝေထိုက်ခတ်နေတဲ့လေပြေကိုနောက်ထောင်ကြည့်ပါကဘာကြီးအတွက်တော့ဒါဟာအသက်ရှူဖို့အစွတ်တစ်ခုဖြစ်နိုင်ပေမဲ့ဒီတစ်တော်ကြီးတွေအောက်မှာနေပေါင်းရာနဲ့ချီနေထိုင်လာခဲ့တဲ့သူတွေအတွက်တော့ဒါဟာသူတို့ရဲ့ကိုယ်ွယ်ရာကျောင်းဆောင်သူတို့ရဲ့စိတ်ပေးခန်းနဲ့သူတို့ရဲ့အိုးအိမ်ဖြစ်ပါတယ်ဒါပေမဲ့တစ်တော်ကြီးတွေရဲ့တိတ်ဆိတ်ငြိမ်သက်မှုတွေဟာဖြည့်ဆည်းခြင်းခံနေရပါတယ်ဒီကဘာမြေနေ့မှာခါးသေးတဲ့အမှန်တရားတစ်ခုကိုပြောပြချင်ပါတယ်ကဘာထိပ်သီးညီလာခံတွေမှာရာသီဥတုပြောင်းလဲမှုရဲ့ကုန်ကျစရိတ်တွေကိုအခြေအတင်ဆွေးနွေးနေကြချိန်မှာဌာနီထိမ့်သိမ်းဆော့ရှော့သူတွေကတော့အဲ့ဒီတန်ဖိုးကိုသူတို့ရဲ့သွေးချွေနောက်ပြီးအိုးအိမ်ဆုံးခါမှုတွေနဲ့ပေးဆက်နေကြရပါတယ်ပဋိပက္ခရဲ့အရေးအယုံတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ဖိနှိပ်မှုကြားမှာဌာနီတိုင်းရင်းသားတွေဟာနောက်ဆုံးခံစစ်တိုင်းအဖြစ်ရပ်တည်နေကြပါတယ်သူတို့ဟာဝါဒနာအယတစ်တော်ကိုကာကွယ်နေကြတာမဟုတ်ပါဘူးစီဝမျိုးစုံမျိုးခွဲတွေဟာလူသားတွေရှင်သန်ဖို့အတွက်နှလုံးခုန်တန်ဖြစ်တဲ့ဆိုတာကိုသိနားလည်လို့ကာကွယ်နေကြတာပါဒါပေမဲ့ဒီတစ်ပင်တွေကိုစိတ်ပြိုးနေတဲ့လက်တွေဟာအခြေခံစားအုပ်နေရဲ့အတွက်ရုန်းကန်နေရမှုတွေကြောင့်အမာယုတွေထင်နေပါပြီသူတို့ရဲ့ဖြစ်တည်မှုကိုအပြည့်ရှိတယ်လို့မြင်နေတဲ့ဥပဒေတွေကပိတ်လွန်ထားပါတယ်ဒီခုတ်တန်းတွေဟာစိတ်မီးရှန်တွေရဲ့ပဲကျင်တန်းတွေအောက်မှာပြောက်ကွယ်နေတဲ့အခါတစ်တော်ကိုသင်ဘယ်လိုကာကွယ်မလဲတစ်တော်ကိုဂုံစီတစ်ခုလိုပဲမြင်ပြီးစစ်ပွဲကိုပဲဦးစားပေးနေသူတွေကမြေယာအသုံးချမှုကိုကန့်သက်ထားတဲ့အခါရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးမှုကိုဘယ်လိုဖော်ဆောင်ကြမလဲဒါဟာတဘာဝတရားနဲ့အနီးကပ်ဆုံးဆောရှော့သူတွေရင်ဆိုင်နေရတဲ့ဝီရောကြည့်ပါပဲသူတို့ဟာကဘာကြီးရဲ့အနာဂတ်ကိုကာကွယ်နေကြပေမဲ့သူတို့ရဲ့ပြည့်စုံပံဘဝကတော့ဝိညာဉ်ပိတ်ဆို့ခံထားရပါတယ်ပူနွေးလာတဲ့ကဘာဂျိုနဲ့ပဋိပက္ခကြောင့်လောင်ကျွမ်းနေတဲ့မြေပြင်ဒီဝန်ထုတ်ဝန်ပူနှစ်ခုလုံးကိုသူတို့ထမ်းပိုးထားရပါတယ်ဒီတော့အတွက်တိုက်ပွဲဟာငြိမ်းချမ်းရေးအတွက်တိုက်ပွဲပဲဖြစ်ပါတယ်ရာသီဥတုအတွက်တိုက်ပွဲဟာဌာနီတိုင်းရင်းသားအခွင့်အရေးအတွက်တိုက်ပွဲပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ကဘာမြေကိုဂုံပြုတ်ယုံကျင်မကပဲကဘာမြေစိမ့်လန်းဖို့အတွက်ပေးဆက်နေသူတွေကိုအတိအမှတ်ပြုပေးဖို့တောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ထိမ့်သိမ်းဆောင်ရှော့သူတွေပြိုလဲသွားရင်တစ်တော်တွေလည်းပြိုလဲသွားမှာမို့လို့ပါ။တစ်တော်တွေပြိုလဲသွားရင်တော့ကျွန်တော်တို့အားလုံးလည်းအတူတူပြည့်စည်သွားကြရမှာဖြစ်ပါတယ်။